များတကအလုပ်ပိတ်ရက်ကိုဘာကိစ္စရှင်အလုပ်သွားမှာလဲဘာကိစ္စရှင်အိုဘာတိုင်လဲ လောက်ကလုံးဝမေးပါရဲ့ဒီနေ့တရက်ပါပဲလက်ခံညာပိတ်တယ်နော် ဟောတော့စနေတနင်္ဂနွေ2ရက်ပိတ်တာလေမနေ့ကမပိတ်ရှင်2ရက်လုံးတက်ချင်တာလား9ရက်ရှင်9ရက်လုံးရှင်တက်ချင်တာလား မေးပါရဲ့ယောက်ျားသူများစီမှာဝန်ထမ်းလုပ်နေရတာကိုယ်ပိုင်လုံးမမဟုတ်တာသူတို့ခေါ်ရချင်းတော့မှာပေါ့ မိသားစုအချိန်ပေးရအောင်ပဲအိမ်မှာကလေးတွေရှိတယ်မိန်းမရှိပြောလေရှင်မန်နေဂျာမဟုတ်ဘူးလားရှင်အထက်လူကြီးကိုပြောလိုက်လေ ပြောထားတယ်မနေ့ကတည်းကတောင်းထားတယ်ကွာနော်မနေ့ကညမှာလောက်ဆက်ရှိရတော့ဆက်ရှိရတော့ကြမယ်နော် 对，又跟他回来不嘛说， အေးတမီပြပြဒီနေ့အလုပ်သွားမှာမနေ့ကညမှာလိုက်ပုံမယ်နော် 可不然嘞，快又来嘞。 ဟောတမီရဲ့သူများအလုပ်လုပ်တယ်ဆိုတော့ခွင့်ရင်လည်းယူလို့မရဘူးဟောမတမီကြည့်လာလို့ရှိရင်ပြပြလိုမျိုးဝန်ထမ်းမလုပ်နဲ့ကိုယ်ပိုင်အလုပ်လုပ်နေအောင်ကြိုးစားဒါမှပြပြလိုမျိုးအငဲအလုပ်သွားကြမလို့ပဲနဲ့အေးစစ်စစ်နေလို့ရမှာနော် 好， ကဲသူသွားမယ်နော် ဆိုညီမညညအိတ်မပြောတာပေါ့ ဟုတ်ဟိုအိတ်ဆေးမမတော့ရင်အိတ်လို့မရတယ်လို့မျိုးဖြစ်တာဟုတ် အဲ့ဒါမကောင်းဘူးနော်ညီမလေး ဟုတ် ညီမကဒါစိတ်ဖိစီးမှုများပြီး stress များလို့ဖြစ်တဲ့လက္ခဏာပေါ့နော် ဟုတ်ကဲ့ပါ အလုပ်ကဘာလုပ်တာလဲညီမလေးက အလုပ်ကတော့ကိုယ်ပိုင်လုပ်ပါပဲဟုတ် ကိုယ်ပိုင်လုပ်ဆိုတော့ကွာကွန်ပျူတာရှေ့မှာပဲတစ်ချိန်လုံးလုပ်ရတဲ့အလုပ်မျိုးလားဒါမှမဟုတ်ဝန်ထမ်းတွေအများကြီးကိုဦးစီးပြီးတော့စဉ်းစားရတဲ့အလုပ်မျိုးလုပ်တာလားကွာညီမ stress တွေအများများနေလို့လေ ဟုတ်ဟွာအလုပ်ကတော့ စားလေးအလေးရမယ်စားလေးအလေးအောက်ပေးတော့ပါအောင်စားလေးအလေးစားလေးအလေးဟောမစားလေးအလေးတစ်လုံးတော့အောက်ပေးတော့ပါအောင်ကျွန်တော်မရောပါသေးလို့ အော်ဟုတ်တလုံးအားပေးမယ်လေ ဟုတ်ကဲ့ဗျဟုတ်ကဲ့ကျေးဇူး မောင်လေးဟိုကလေအမအကြံပေးရပေါ့နော် ဟုတ် ဆေးလေးတွေတုပ်ပြီးရောင်းမှလာရင်ဒီတိုင်းကျတော့လေဝယ်ခြင်းနဲ့ရုပ်မထွက်ဘူးအဲကြောင့်မို့ ဟုတ်ကဲ့ဗျဟုတ်ဟောမမနက်ကပြောလို့လေစေးတော့ပြီးတော့ကြောင်းလိုက်တာကြောင်းရတယ်ဗျ ဟုတ်လား သုံးလုံးရှိ ဟုတ်လားဝမ်းသားလိုက်တဲ့ဟာအဲ့တော့လက်ရလုံးဝမလာလို့လာကိုရောင်းရမှာ ဟောဟုတ်ကဲ့ အဖေ ဟမ် သမီးလေကိုပိုင်လုပ်ငန်းလေးကိုလေအိမ်တုပ်ဆေးဆိုင်လေးဖွင့်ရင်ကောင်းမလားလို့ ကောင်းတာပေါ့သမီးရဲ့လူတွေကအများနဲ့အိမ်ဆောက်ပြီးနေကြတာဆိုတော့အိမ်တို့စီကလိုမာပဲပြီးတော့ကိုယ်ပိုင်လုပ်ငန်းလေးနဲ့ဆိုတော့ငါသမီးလေးလည်းအေးချမ်းချမ်းနေရတာပေါ့အဖေတို့တော့အများဆိုရင်ဝန်ထမ်းလောက်ကတော့ပိတ်ရက်လေးပဲနားရတာငါသမီးဆိုရင်အေးစစ်စစ်နေလို့ရပြီ ကိုပိုင်လုပ်ငန်းဆိုတော့စိတ်အေးချမ်းသာပါနော်ဖေ ဟောသမီးရဲ့ အော်အောင်တယ်လည်းအိမ်တုပ်ဆေးဆိုင်ပိုင်ရှင်လားသိတယ်ဆရာမတော်ဆေးကန်းစောင့်နေတာဆေးတော့ရင်အောင်တယ်လည်းဝင်မယ်လို့စဉ်းစားနေသေးတယ် ဟုတ်ဆမလာခဲ့ပါလိုအပ်ရှင်အကုန်လုံးအဆင်ပြေအောင်လုပ်ပေးမယ်လျှော်ပေးမယ်ရှင်ဟုတ် သူတို့ကတော့ဆိုင်တက်တက်ပွင့်သေးရဲ့နော် ဟုတ်တယ်ရှင်62လမ်းပေါ်မှာဟုတ် အေးချမ်းမောင်ခင်းဝဝါတော့နဲ့လေ project ကကျွန်မအရင်ကြိုက်တာလေးဆိုတော့လေးတွေကောင်းလေးတွေကြဲကြဲဆိုတာဟုတ် ဟုတ်ပါ ဟုတ်ကျွန်မတကူတကာကိုတေချာငားထားဟုတ် ငါလုပ်ငန်းရှင်ကြီးဖြစ်နေပြီးတော့ဘာဒီ pressure များနေရလဲငါဒီမှာဝန်ထမ်းနေဆိုရင်လည်းကိုကငါ့ကိုမမဟုတ်ဘူးလား ဟိုကငါ့ရုံကျဲတော့မဟုတ်ဘူးအဲ့ဒါလေဒီလိုရှိရဲ့ 阿妈， ဟဲ့ 跟什么要个家路的嘛？ ပုံမ 后边嘛好， လို့ရှင်းလို့မရအောင်ငါ 没有嘛，烟烟有。 ဘာဖြစ်လို့လဲမ မတို့အကြိုင်းမစောင့်နိုင်ဘူးစီးဖြော်နေတယ်တဲ့ ဆေးပြောင်းတော့စောင်းရမယ်မ ဟာမတို့တခါတည်းဖြော်တာပြီးတော့မဟုတ်ဘူးလားဒီနံပါတ်ဒီအောင်ဖြော်တာပြီးသားဆိုစွဲသွားရုံပဲလေ အရင်ခက်ကတော့ဟုတ်တယ်အခုကတော့မဟုတ်တော့အခုကကျတော့ခက်မိတဲ့ကွန်ပျူတာစက်တွေနဲ့ဖြော်ရတယ်စောင့်မစောင့်ရတယ်ရှင့် အဲ့ဆိုလို့ဒီမှာစက်တွေအများကြီးတခါတည်းဖြော်ထားပါလား အဲ့လိုမဟုတ်ဘူးမအမ TOA ယူရင် TOA စက်မှာပဲဖြော်ရတာမျိုးမ မတို့အချိန်တိုင်းမစောင့်နိုင်ဘူးလေ စောင့်နိုင်စောင့်တယ်ဘာဖြစ်လို့လဲမ မစီးကဖြော်တော့နဲ့အကြိုင်းစောင့်နေရမယ်လေ ဟုတ်ကွာရှေ့က customer လေးရှိလို့ပါတစ်ချက်လေးစောင့်ပေးပါဦးမဟုတ် ဘုံကတခါတည်းဖြော်တာပြီးတော့မဟုတ်ဘူးလား ဟုတ်ဟိုကလေအခုနောက်ပိုင်းကကြတာခင်မိတဲ့ကွန်ပျူတာစက်ကြီးတွေနဲ့ပြန်ဖြော်ပေးရပါရှင် ဟာဆိုလို့ဒီမှာစက်တွေအများကြီးတခါတည်းဖြော်ထားလိုက်ပါလား အော်ဟုတ်အမကလေ DOA အမျိုးအစားလေးယူထား DOA စက်မှာပဲဖြော်ရတာပါရှင်ဥမာ Juliet ဆိုရင် Juliet စက်မှာပဲဖြော်ရလို့ပါရှင်အမထိုင်ပါအောင်ရှင်အေးလေးတောက်ပါအောင်မုံလေးစားပါအောင်မဟုတ်ဟုတ်အမရေလေးတောက်ပါရှင်အေးလေးတောက်ပါမှာဒီကြစီလေးစားပါရှင် 妈，妈又开的是养胃票的嘛吧先？ အော်ဟိုအမရွေးတဲ့ဆေးရောင်ရဒီဟာလေးနော် 哦，后边嘛 ဟော 好， အခုလေမဒါလေးပြောင်းချင်လို့ဒါလေးစိုက်တယ်ဒါလေးပဲလုပ်ပါ 哦，后边嘛好，后 ဒီ 边 ချလေးဒီချလေးလုပ်ပေးအောင်လို့အမ 哦，后边嘛好好。ဒီချပြီးလားရှင်မညီမလေးတို့ကဆေးဖြော်ပြီးရင်ပြန်လဲလို့မရလို့မေးမှာ တေချာပြီအဲ့လိုပဲလုပ်လိုက်တာနော် ဒီချပြီးဆိုဒီချလေးလုပ်ပေးလိုက်နော် ဟုတ်ကဲ့ပါမဟုတ် ခဏ ရောင်ချင်းရောင်လေး အဲ့ဆိုကျွန်တော်ဝယ်ထားတဲ့စင်ပုံလေးတွေဒီနေ့မနက်ပဲအမြန်ပို့ပေးပါအောင်နော် အော်အဲ့လိုကတော့အဆင်မပြေလို့ပါရှင်ဝယ်ပြီး2ရက်အတွင်းကျမတို့အောင်တစ်လွယ်ပို့ပေးပါတယ်ရှင်ဟုတ် အဲ့လို့တော့မလုပ်ပါနဲ့မှာကျွန်တော်စေးစရာတွေကဒီစေးပုံကိုပဲထိုင်ဆောင်နေရတာပို့ပေးလိုက်ပါ ဟောအဲ့ကြအစကတည်းကကြိုပြီးဝယ်လေ2ရက်3ရက်လောက်ကြိုဝယ်ထားလေချက်ချင်းဝယ်ပြီးချက်ချင်းပို့ရောက်ပြင်ထိကျမတို့ကဘယ်လိုလုပ်ပို့လို့ရမှာလဲဟုတ်ပါလေအကိုတို့ဘက်ကဒလီလွတ်ပေးလို့ရောအဆင်ပြေလားရှင် ကျွန်တော်အောင်တက်လွယ်မှာဒီစေးပုံတွေအများကြီးဝယ်ထားတာလုပ်ပေးလိုက်ပါတလောက်ကလေးကတော့
ဟုတ်အဆင်ပြေအောင်လုပ်ပေးပါမယ်ရှင် အေးဖေရ ညာ ဟွာစေးတုပ်လို့ရှိရင်လေ ဟုတ် ဟွာပတ်တီအောင်မုံစီလာတစ်ထက်ခံပြီးရင်ပတ်တီကိုင်းနဲ့ပြီးသွားလို့ရှိရင်ဟောနောက်ထပ်စီလာထက်ခံနော်ပြီးသွားရင်ကာလာကိုနှစ်ထပ်တုပ်ပဲ အာကျွန်တော်ကဆေးတုပ်လာတယ်ဆေးစရာကြီးပါညာအဲ့လိုတော့သိပါတယ်ဗျာ ဟောအမကိုအောင်တက်လွင်စေးဆိုင်ကဝန်ထမ်းတွေကတင်းတင်းချာချာလေးမှာလိုက်လို့ပါ ဒီကိုတွေကရောင်းမဲရောင်းနေတာကျွန်တော်ကတုပ်လာတာကြားလာတာမလို့ကျွန်တော်နဲ့လုပ်တဲ့အလုပ်ရှင်တိုင်းအောင်လေကျွန်တော်ကအောင်တက်လွင်ပဲညှိုးမင်းနေကြ ကျေးဇူးများတင်ပါတယ်ဆေးဆရာသိလဲသိပါတယ်ရှင်ဟုတ် ဝန်ထမ်းတွေကဗျာစာအုပ်ကြီးကင်ပြီးတော့အမှပြောတဲ့ခါကျအင်ရှင်နဲ့ကျွန်တော်နဲ့စကားများပြန်တော့ဗျာ ဟိုဆေးဆရာတို့ကတကယ်လက်တွေ့မှာလုပ်နေရဆိုတော့လေအားနာပါတယ်ရှင်ဝန်ထမ်းတွေကလည်းဟိုထွေနေပေးတဲ့အတိုင်းပဲပြောမိရပါရှင်အားနာပါတယ်ရှင် ကြည့်ခေါင်းမွေကိုကြည့်စပယ်ဖြူနေတာတွေ့လားအဲ့ငါစီးတုပ်လာတဲ့တက်မင်းတို့တက်စာလောက်ရှိရဲကွာ ဟုတ် ပြီ လား လား ဘောဟုတ်ဟုတ် ငါတို့ကစာအုပ်လေးအတိုင်းလေတွေ့တဲ့လုံးလို့မရဘူးချို့အိမ်တွေကလေဘတ်ဂျက်ချွေထားတဲ့အနေနဲ့လောက်ရတယ်ရှိချို့အိမ်တွေကကြောက်တော့လေအချိန်မရှိတဲ့ကြားရငါတို့လောက်ရတယ်ရှိရကွာဒီကြားရာဒီဥကလည်းကြည့်ရတယ်ငါတို့က ဟုတ်ပါတယ်ဆေးဆရာဟေးဆေးဆရာအေးလေးလှုပ်စမ်းဟုတ်ဆမတီးတဲ့ customer is always right ဆိုတော့အဆင်ပြေအောင်အများအားလုပ်ပေးရတာပေါ့အခက်မသိလို့ငေါက်တော့လည်းခံရတာပေါ့ ဟောအဲ့လဲဟုတ်ပါတယ်နဲ့နင်းနေနေရော ဝန်ထမ်းနေနဲ့အိမ်တော့ဆေးပါဆိုအများကြီးမှတ်စရာမရှိဘူးရေဆေးစီဆေး policy ဒီသုံးခုပဲเนาะတို့အောင်သိလွန်မှာရောင်းတဲ့ brand တွေဆိုရင် global brand မှာဆိုရင် Juliet DOA Jordan local brand မှာဆိုရင် UBG Bravo ဟုတ်ပြီเนาะအဲ့ဒီမှာမှတ်စရာစလာဆေးပါဆိုအတွင်းဆေးအပြင်ဆေးရှိမယ်အဲ့ဒီအတွင်းဆေးအပြင်ဆေးမှာရေဆေးစီဆေး policy ဆေးကို level လိုက် premium medium eco ဆိုပြီးတော့ဆေးတိုင်းအမျိုးစားတိုင်းမပြီးနိုင်မစည်းနိုင်ဝယ်သွားမယ်မှတ်ရခဲ့မယ်မှတ်ရတာများမယ်မှတ်လို့မလွယ်ဘူးရောကုန်မယ်ဒါပေမဲ့မှတ်ကုန်မှတ်ရမယ်ဝန်ထမ်းတဲ့နာမည် လူလူပါဗျာ အယောင်ကဘယ်နှစ်ယောက်လောက်ရှိတယ်လို့ထင်လား ရောင်ကဝါစိမ့်ပြီဗျာဖြူ9ရောင်10ရောင်လောက်ရှိတယ် ကာလာမှာအယောင်6,000ကျော်တယ် ဒုက္ခနဲ့ရောက်စာမကြက်ဥပဒါဒါလေးကောင်းအကျက်ပါလားဗျာ ။အော်ဒါတွေအကုန်လုံးကဘယ်လိုလုပ်ကြက်နိုင်မှာလဲ တော့ပါသေး ။ဒါပေမဲ့စူးစမ်းပြီးတော့ကြက်မှတ်ရတာပေါ့။စူးစမ်းပြီးကြက်နော်။ဝန်ထမ်းတွေကလည်းငေါ့ဖို့နေတတာမနေ့ကိုချော့နေရပါဆရာမရဲ့တည်တဲ့အတိုင်းပဲဒီခက်ကလေ ဒါပေါ့မြဲအောင်တော့ချောရတယ်နော်အခုဆီယမညီမကိုကြံပေးချင်တာကညီမအနားယူဖို့လိုတယ် ။ဟုတ် ခီးတကူထွက်လိုက်နော်ရက်ရှင်မြိုင်တော့ရက်တော်ပေါ့ညီမရဲ့ခွင့်လာယူသွားလိုက် ။ခွင့်ရဘသူဆရာယူရမှာ။ဖေပြောတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်နားကျင်တိုင်းနားရတယ်ဆိုဘသူမှမကြောက်ရဘူးဆို အေးအဖေလည်းအဲ့လိုပဲထင်လိုက်မိရသမီးရေ ဝန်ထမ်းနေရာမှာအလှည့်ကျနားလို့ရတယ်တမီးရဲ့နားကိုမနားရဘူး ငါသမီးတွေမနာရတာမဟုတ်ဘူးအဖေလည်းမနာရဘူးနော်နင့်အမေရှိရင်နင့်အမေလည်းနားမှာမဟုတ်ဘူးအမလေးကိုယ်ပိုင်လုပ်ငန်း မကစတမာမနစ်ကပြောချင်တာလေ ဟုတ်ဘာဖြစ်ပြန်တာတော့ မနစ်ပဲပြောချင်တာလို့ပြောမရ နင်တို့ရှင်းလေတခါတလေ မရလို့မ အဲ့လည်းဟုတ်ပါရဲ့လေဒါနဲ့အချင်းရရင်တော့နားပြအောင်နားလိုက်နော်ညီ ဟုတ် မ နားလိုက်ပါမယ်ဆိုမှတေချာစူးစမ်းပြီးနားလိုက်ပါမယ်ဟုတ် ဒါနဲ့ကြုံလုံးလေးတစ်ခုလောက်မေးချင်လို့ဆီယမစီကန်းဆောက်ပြီးတော့ရင်ဘာစီအောင်လေးတော့ရင်ကောင်းမလဲလို့ အော်ဆမဆေးရုံဆေးခန်းကတော့များသောအားဖြင့်လူနာတွေနဲ့ဆိုအဖြူရောင်လေးတွေတောက်ကြအများဆမဟုတ် ဆီယမကလေဘိုးဆန်ဆန်လေးလက်စထရီဆန်ဆန်လေးကွာမိကုန်းနုလေးတော့ရင်ကောင်းမလား ကောင်းတယ်ဆမမပို့ပြီးတော့အမြင်ရှိနေတဲ့မိခိုးနုလေးတောက်လိုက်ဆမဟုတ် ပြီးမျက်စိအောင်တော့ပြန်ရောင်လေးလည်းမစိုးဘူးနော် အပြောင်လေးလည်းတောက်ကြပါလေဆမဟုတ် စီးရောင်လေးကြားလဲ modernize ဖြစ်မလား ကောင်းပါလေဆမတဘော ပြောဟိုဟာ အော်ဆမဟိုအယောင်ရွေးချင်တယ်ဆိုတော့ကာလာချက်တစ်ခါတည်းပါတယ်ဆမတစ်ခါတည်းရွေးလိုက်ပါလားဆမဒီမှာထားခဲ့ပေးမယ်ဆမတေချာအေးစစ်ရွေးလို့ရအောင် အရောင်လေးကအဲ့လိုများ ဟုတ်6,000ကျော်လောက်တော့ပါတယ်ဟုတ် 6000 ဟုတ် အရောင်လေးလောကကြီးမှာအဲ့လောက်ရှိရ ရှိတယ်ရှင်ဟုတ် ဩမမီရလား မှတ်ရတာပေါ့ မကုန်းမမီလား မင်္ဂလာပါရှင်အခုမိုးရောက်နေရတော့အိမ်တုတ်ဆေးပြင်အောင်တစ်လွင်ရဲ့ဆိုင်အမှတ်1ပဲဖြစ်ပါတယ်ရှင်ဆိုင်အမှတ်1ကိုမန္တလေးမြို့69လမ်း110 111ကြားမှာဖွင့်လှစ်ထားပါတယ်ရှင်ဆိုင်အမှတ်1ကတော့စိုင်းတောင်မြို့မှာဖွင့်လှစ်ထားပါတယ်ရှင်
မွန်းရောက်နေရတော့အောင်သစ်လွင်ရဲ့ငါးဆိုင်မြောက်ဆိုင်ပဲဖြစ်ပါတယ်ရှင်အောင်သစ်လွင်ရဲ့ငါးဆိုင်မြောက်ဆိုင်ကိုမန္တလေးမြို့62လမ်း111နဲ့112ကြားမှာဖွင့်လှစ်ထားဖြစ်ပါတယ်ရှင်အိမ်တုပ်ဆေးပြင်အောင်သစ်လွင်ရဲ့ဆိုင်ခွဲမြောက်ဆိုင်းတောင်မြို့မှာတစ်ဆိုင်မန္တလေးမြို့မှာ3ဆိုင်နဲ့ရန်ကုန်မှာတစ်ဆိုင်စုစုပေါင်း9ဆိုင်တိတိဖွင့်လှစ်ထားပါတယ်ရှင်အိမ်တုပ်ဆေးပြင်အောင်သစ်လွင်မှာဆိုရင်အိမ်တုပ်ဆေးနဲ့ပတ်သက်တဲ့ global brand local brand များကိုတနေရာထဲမှာလက်လီလက်ကားဈေးနှုန်းမှန်ကန်စွာဖြင့်ဝယ်ယူရရှိနိုင်ပါတယ်ရှင်